Victor ဒီသူမြင်လိုက်ရတဲ့အရာကြောင့်ထိတ်လန့်တုန်လှုပ်သွားခဲ့သည် Johnson ကသူတို့နှစ်ယောက်ကိုချက်ချင်းထွက်ပြေးဖို့ပြောခဲ့သည်အကြောင်းမှာအခုချက်ချင်းမလှုပ်ရှားရင်နောက်ကျသွားတော့မည်ဖြစ်၍ဖြစ်သည်သို့တော်နှင်းလူသားကသူတို့ကိုဒီတိုင်းလွယ်လွယ်နဲ့လှုပ်ပေးမိပုံမပေါ်ပါမျက်စိတမိတ်အတွင်းမှာပဲတန်ပြီးသူတို့ရှိတဲ့ကိုကြားရောက်လာခဲ့သည်ရေခဲသားတော်များသည်သူတို့ထင်ထားတာထက်အများကြီးပုံမအားပြင်းလာသည်ထိမိသမျှအရာအလုံးသည်ချက်ချင်းခဲသွားခဲ့သည် Steve ရုတ်တရက်ထိလန့်သွားပြီးအရှိကိုခုန်တက်ကနှင်းလူသားကိုဘာဘီကျူးကင်သည်မီးပေါ်သို့ရိုက်ချလိုက်သည်မီးပူချိန်မြင့်တက်လာသည်နှင့်အမျှနှင်းလူသားသည်အတော်လေးအရေးပြောသွားခဲ့သည်သို့တော် Steve လုံးဝမမျှော်လင့်ထားတာကတော့ထိုတော်တွင်းမှာပဲ Johnson သည်ရေဘလူရေချေနှင့်ဆက်လက်တိုက်ခိုက်နေခဲ့သည်သို့တော်ဘယ်နှကြိမ်ပဲထိုးနှက်ပါစေဘာမှထိရောက်မှုမရှိခဲ့ပါထို့ပြင်ရေခဲဘီလူကသူ့ကိုလွှတ်ပစ်လိုက်သေးသည်ရေခဲဘီလူတဖြည်းဖြည်းနီးကပ်လာတာကိုမြင်တော့ဂျွန်ဆန်သည်အနီးနားရှိစေဒီကလာထိုင်တက်ချေရော့ကိုဆွဲယူကအစွမ်းကုန်လွှဲရိုက်လိုက်သည်ရိုက်ချက်တစ်ခုတည်းဖြင့်ရေခဲဘီလူကိုတဝက်စီပိုင်းခြားပစ်လိုက်သည်သို့တော်ရေခဲဘီလူသည်မတည်သွားခဲ့ပါထို့နောက်အားလုံးရဲ့ရှေ့တက်တဲ့မှာပဲရင်းသည်ကိုခန္ဓာကိုပြန်လဲဆက်ဆက်လိုက်သည်ဂျွန်ဆန်မတုတ်ပြန်နိုင်သေးမီမှာပဲရေခဲဘီလူကသူ့လေပင်ကိုတင်းကျပ်စွာညှစ်ကိုင်လိုက်သည်ဒါကတော့အခြေအနေတော်တော်ဆိုးရွားတော့မိပုံပါမင်းလူသားကိုနှိမ်နှင်းရတာတကယ်တော့အဲ့ဒီတော့အဆင်ပြေလွယ်ကူမှန်းသိလိုက်ရသည်သို့တော်တီကတော့ဘာမှမတည်သေးပါသူဒီနှင်းလူသားဤတိုက်ခိုက်မှုကိုခံနေရဆဲဖြစ်သည်ထို့နောက်အရေးကြီးသည့်စက္ကန့်ပိုင်းမူမန့်မှာစတီဒီအရှိရှိတန်းငွေအိုးကိုတတိပြုမိသွားသည်ထို့နောက်ချက်ချင်းပဲသူရဲရင်သည့်အကြံတစ်ခုရရှိသွားခဲ့သည်သူလုံခြုံသွားပြီဟုထင်မှတ်ခဲ့သည်သို့တော့ဒီအသက်ရှူမဝသေးမီမှာပဲအခါနောက်ထပ်နှင်းလူသားတစ်ကောင်သည်သူ၏ရှေ့တဲ့မှာပေါ်လာခဲ့ပြန်သည်ရင်းသည်ရေခဲသားသွားကိုမြောက်ကရေကူးကန်အတွင်းသို့ပိုင်းချလိုက်သည်ရင်းထန်သောအေးဆက်သည့်လှိုင်းလုံးကြီးသည်ရေထဲသို့စီးဝင်သွားခဲ့သည်စကီကုန်းပေါ်သို့မတက်နိုင်သေးမီမှာပဲသူ၏အခြားခြေထောက်တစ်ဖက်သည်ရေခဲထဲမှာပိတ်မိသွားခဲ့သည်နှင်းလူသားသည်ရေခဲသားသွားကိုကင်ဆောင်ကပုံမူနီးကပ်လာခဲ့သည်စတီဗင်ရဲ့ကြားရောက်ဖို့စက္ကန့်ပိုင်းပဲလိုတော့သည့်အချိန်မှာပဲဂျွန်ဆန်သည်အချိန်မီရောက်ရှိလာခဲ့သည်သူတို့ရဲ့မုံလာဥနီတွေကိုနှုတ်ပစ်လိုက်ရုံပဲ Just gotta rip off their carrots.